ဘာမှလူတွေမယုံနိုင်တဲ့ကံကြမ္မာဆိုရင်နာကျင်မှုတွေနဲ့အသက်ပေါင်းများစွာဆုပ်သွားခဲ့တဲ့ချိန်သာတဲ့ပစ္စည်းများစွာရှိပါတယ်။အဲ့ဒီမှာအလုံးမင်းကြောက်စရာကောင်းပြီးယနေ့ထိ6ချားဝယ်အဖြစ်ဆန်နေတဲ့နိုးထတဲ့ပစ္စည်းတစ်ခုကတော့1950ပြည့်အလွန်နှစ်ကဟောလိဝုဒ်မင်းသားဒန်နိုင်မင်းသား James Dean ရဲ့ရွှေရောင်ခစောင်းနိုင်ပဲဖြစ်ပါတယ်။1955ခုနှစ်စက်တင်ဘာလ30ရက်နေ့အသက်24နှစ်ပဲရှိသေးတဲ့မင်းသား James Dean ဟာသူ့ရဲ့ Porsche 950ပြိုင်ကားလေးနဲ့လမ်းမပေါ်မှာအရှိန်ကုန်မောင်းနေခဲ့ပါတယ်။သူ့ရဲ့ကထဲမှာတော့သူ့ဘဝအတွက်အများကြီးကံကောင်းခြင်းတွေဆောင်ကျဉ်ပေးတယ်လို့ယုံကြည်ထားတဲ့ရွှေရောင်ခစောင်းနိုင်လေးရှိပါတယ်။ဒါပေမဲ့အဲ့ဒီမှာပဲမထင်မှတ်ထားတဲ့ဘီယန်တွေကိုကြားရောက်ခဲ့ပါတော့ပြင်းထန်လာတဲ့မတော်တဆမှုတွေပြီးမှမင်းသားရဲ့အခင်းဖြစ်တဲ့နေရာမှာပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်အဲ့ချိန်မှာကုညီပေးဖို့ရောက်လာခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကမင်းသားရဲ့ရုပ်လောင်အိတ်ကထဲကနေပြီးတော့ဒီရွှေရောင်ခစောင်းနိုင်လေးကိုထုတ်ယူလိုက်ချိန်မှာတော့နိုင်ရဲ့လက်တံတွေကညနေ9 နာရီမိနစ်59မိနစ်အတိမှာပဲထာဝရရပ်တန့်သွားခဲ့ပါတယ်ဒီလိုဆိုရင်ဒါရိုးမတော်တဆမှုတို့လို့ထင်ရရှိပါတယ်ဒါပေမဲ့တကယ်တမ်းထိတ်လန့်ရချိန်ကအဲ့ဒီချိန်မှာပဲစတင်ခဲ့တာပါမတော်တဆမှုတွေဖြစ်ပြီးနိုင်ရဲ့ဆက်ရန်တရားတွေတွားဆက်ကူတွေကလုံးဝကျိုးပဲ့ပျက်စီးသွားခဲ့တာကြောင့်ဘယ်နိုင်ဆီယာမှပြန်ပြင်လို့မရတော့ပါဘူးလို့ဆက်ပိတ်တာလည်းလုံးဝရပ်တန့်သွားခဲ့ပါတယ်ဒါပေမဲ့နိုင်ကိုသိမ်းဆည်းထားတဲ့အခါကိုရောက်ဖို့ဆိုတာယနေ့ရှိတူညီတဲ့အဖြစ်အပျက်တစ်ခုကိုအကြောင်းနဲ့တရားကြုံတွေ့နေရဆဲဖြစ်ပါတယ်ဒါကတော့လုံးဝရပ်တန့်နေပြီးပျက်စီးနေတဲ့အဲ့ဒီနိုင်စီကနေမဲမောင်နေတဲ့ညနေတကောင်ရဲ့အချိန်တွေမှာတစ်ချက်ခောက်နေတဲ့နိုင်တန်တွေအခန်းထဲမှာကျေတော်သာထွက်ပေါ်တတ်တာပါဒါတွေမှာကဒီနိုင်ခိုင်တယ်မိသူတွေကရုတ်တရက်ခန္ဓာကိုယ်တစ်ခုလုံးရေခဲရဲသလိုခံရပြီးအိပ်ဆက်သွားတာနဲ့နောက်ကနေလူတယောက်စိုက်ကြည့်နေတယ်လို့ခံစားရတဲ့ဇက်တိုက်ဆိုသလိုသဆုံးမောင်ကြမှုတွေရင်ဆိုင်ရက်ခဲ့ရပါတယ်အချို့ကတော့ပြောကြပါတယ်ဒီနိုင်ထဲမှာမင်းသားကြီးဂျိန်းတန်းရဲ့ကျန်တဲ့သေးတဲ့ဝိညာဉ်နဲ့အဲ့ဒီ9 နာရီ59မိနစ်သာတေခြင်းတရားရဲ့အချိန်စဝန်းကြီးအထာဝရကိန်းအောင်ပုံကွဲနေတော့မယ်လို့ကိန်းအောင်ပုံကွဲနေတော့မယ်လို့ကျေးဇူးအများကြီးတင်ပါတယ်